တော်ရဲ့မြန်မာအသင်းတွေကဘာတွေအကျိုးမြတ်တွေရခဲ့လဲဆိုတော့ဒုတိယရသွားတဲ့အတွက်ကျွန်တော်မြန်မာ region ကနေပြီးတော့အသင်း2သင်းပါဝင်ရှင်ပြိုင်ခွင့်ရရှိခဲ့တဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ဘယ်လိုမျိုးပါဝင်ခွင့်ရလဲဘယ်လိုမျိုးကျွန်တော်တို့တွားရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရလဲဆိုတော့အရာတွေကိုအသေးစိတ် detail ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့တချို့ကြလည်းနားမလည်လူတွေရှိတယ်ဒီနှစ်သင်းသွားပြိုင်တဲ့အနေထားတခုမှာဘယ်လိုမျိုးသွားပြိုင်ရတာလဲဆိုပြီးတော့သေးသေးမသိတဲ့ညီကိုတွေအတွက်ဒီဗီဒီယိုကယူရပါတယ်โอเคတော့နှစ်သင်းကျွန်တော်မြန်မာနှစ်သင်းအရင်တော့ဆိုကျွန်တော်တို့ဒီအခုလက်ရှိ EWC 2026နဲ့ပဲကျွန်တော်တို့နိုင်ရှင်ကြီးအောင်အခုကျွန်တော်တို့တွေ EWC MSC 2026မှာကျွန်တော်မြန်မာ region ကနေပြီးတော့ Mobile Legend ယောက်ျားလေးသင်းသင်းပဲဓာတ်ရိုက်တွားရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရတယ်အဲ့ဒါဒီ MSN Season 3မှာ Champion ဖြစ်ခဲ့တဲ့ရန်ကုန် Galacticos ပေါ့ဗျာ YG ကတွားရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရတယ်ရှင်ပြိုင်ခွင့်ရပြီးတဲ့နောက်မှာကျွန်တော်တို့အဲ့ဒီ MSC 2026မှာကျွန်တော် YG က First Runner Up Champion တော့မဖြစ်ခဲ့ဘူးဆိုပေမဲ့เนาะတော်တော်လေးကိုနီးစပ်ခဲ့တယ်လို့ပြောလို့ရတယ်ဒုတိယနေရာရခဲ့တယ်ပေါ့ဗျာဒုတိယနေရာရခဲ့တယ်ဆိုတော့အားလေးကိုမှတ်ထားပေးဒါအားလုံးလည်းသိကြမှာပါเนาะမှတ်ထားကြရလို့မထင်ပါဘူးဆိုတော့အဲ့ဒီမှာကျွန်တော်ဒုတိယရသွားတဲ့ဟာပုံမှန်ဆိုတော့မကောင်းဘူးပေါ့ဗျာငါတို့ Champion ပဲလိုချင်တာတော့ပါတော့ပေါ့တော့အဲ့နဲ့မနေ့ကတော့ကျွန်တော်တို့သူတို့ရဲ့ဒီ official မွန်းတွန် Mobile Legend မွန်းတွန်နဲ့ပေါ့เนาะဒီ EWC ပေါ့သူတို့ပူးပေါင်းပြီးတော့ကြေညာချက်တစ်ခုထုတ်တယ်ပေါ့ဗျာ system တစ်ခုပေါ့system ကလည်းကျွန်တော်တို့တွေတော်တော်လေးတော့မိုက်တဲ့ system တစ်ခုလို့ပဲပြောရမှာပေါ့နော်နောက်နှစ်တည်းထိလည်းအကျုံးဝင်မဲ့ system တစ်ခုလို့မြင်ပါတယ်အဲ့ system တစ်ခုကလည်းအရင်ကတည်းကလည်းသူတို့ plan ထားတယ်လို့ပြောတယ်ဒီအခုမနေ့ပြန်ကြေညာတာတော့ announce လုပ်တာတော့မနေ့ကမှကြေညာလိုက်တာပေါ့ဗျာနော် Title Defender ဆိုရဲ system တစ်ခုပေါ့အဲ့ Title Defender ဆိုတဲ့ system တစ်ခုကအရင်တော့ဆိုရင်တို့ EWC မှာ Champion ဖြစ်သွားတဲ့အသင်းကနောက်နှစ်မှာဒါတိုင်းအမိုင်းမရအောင်ဆိုတော့ဒီနှစ်မှာတော့အဲ့ system တစ်ခုဝင်လာတယ်မွန်းတော်နဲ့ EWC နဲ့ပူးပေါင်းပြီးတော့ကြေညာချက်ထုတ်လိုက်တဲ့သဘောဆိုတော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ရဲ့မြန်မာအသင်းတွေကဘာတွေအကျိုးမြတ်တွေရခဲ့လဲဆိုတော့ဒုတိယရသွားတဲ့အတွက် first runner ရသွားတဲ့အတွက်အဲ့ first runner ကနောက်နှစ် EWC MSC 2029ပြိုင်ပွဲမှာတို့တနေရာသာရတယ်ဝိုင်းကတ်ပေါ့ဗျာဝိုင်းကတ်နေရာတနေရာသာကိုရတယ်ဝိုင်းကတ်ဆိုတော့ MSC လို့ပြောလိုက်တာ ਨੇ အဲ့ဒီမှာကျွန်တော်အပိုင်း3ပိုင်းဘယ်လိုခွဲပြခြင်းလဲ MSC ပြိုင်ပွဲလို့ပြောလိုက်တာ ਨੇ ဝိုင်းကတ် group stage main stage play off ပေါ့နော် main stage play off ဆိုတော့အဲ့အပိုင်း3ပိုင်းရှိတယ်ဆိုတော့အပိုင်း3ပိုင်းမှာ YG ဒီဘလို့ပဲနေဝိုင်းကတ်တနေရာသာရသွားပြီအဲ့ဒီတော့နားလည်မထင်ပါတယ်ဆိုတော့တကယ်လို့လာမယ့် qualifier ပွဲစဉ်လို့ပြော MSN မြန်မာ season 5လို့ပဲပြောနောက်နေ့ဆိုတော့ MSN season မြန်မာ MSN မြန်မာ season 5ဖြစ်သွားပြီဆိုတော့ MSN မြန်မာ season 5မှာ champion ဖြစ်တဲ့အသင်းကဓာတ်ရိုက်တစ်စလောရမယ်နော်ဘရိုအဲ့ဓာတ်ရိုက်တစ်စလောရမယ်ဒါအရင်တိုင်းပဲကျွန်တော်ဘာမှပြောင်းလဲသွားတဲ့ room မဟုတ်ဒါအရင်တိုင်းပဲဘာနောက်ထပ်တိုးလာတာလဲဘာအခွင့်နောက်ထပ်တစ်ခုတိုးလာတာလဲဆိုတော့ first runner ကဝိုင်းကတ်တနေရာသာရလာတယ်ဆိုတော့အခွင့်အရေးတစ်ခုတိုးလာတယ်ဆိုတော့ YG ဒီ MSN မြန်မာ season 5မှာခြေကျော်လက်ကျော်ဖြစ်သွားလို့ကျုံးသွားခဲ့ရင်တော့သူတို့ဒီဝိုင်းကတ်မှာပါမယ်နောက်နှစ် EWC MSC 2029မှာ okay ဆိုတော့တကယ်လို့ YG က champion ထပ်ဖြစ်သွားရင်ရောအဲ့ဒီနှစ်မှာပေါ့နော် MSN မြန်မာ season 5မှာ YG က champion ထပ်ဖြစ်သွားလို့ရှိရင် YG ကိုရှုံးပြီးတော့ဒုတိယရခဲ့တဲ့ဥပမာအနေနဲ့တင်း7ဆိုတော့တင်း7ကဒုတိယရရင်အဲ့ကျွန်တော်ပထမအခွင့်အရေးရထားတဲ့ wine cat ဆိုတဲ့တနေရာကိုကျွန်တော်တင်း7ကိုပေးလိုက်မှာအရန်ကောင်းတယ်ဒါတွေဒီ system တခုကိုကျွန်တော်တို့ကဒါအောင်းမွန်တဲ့အရွေးတစ်ခုလို့ကျွန်တော်တို့သတ်မှတ်မှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေရာမှာအရေးပါတဲ့အရာတွေတခုကကျွန်တော်ဝိုင်းကြီးသားဒုတိယမရရင်အဲ့လိုအခွင့်အရေးကမရအောင်ဒါလေးကိုသိစေ